စာမေးပွဲတစ်ခုကို949ကောင်တိတိကျဘူးပါသလားတောင်ကိုရီးယားကအဖွာချစာဆူငါတို့ရေမောင်းလိုက်စင်ရောက်ဖို့950မြောက်အကျဉ်းအထိဇွဲနှပဲနဲ့ဖြေဆိုခဲ့ပါတယ်ဇွဲရှင်ရင်အောင်မြင်ရမယ်ဆိုတဲ့စကားကိုကားမောင်းလိုက်စင်စာမေးပွဲမှာအစွမ်းကုန်တက်သေးပြသွားခဲ့တဲ့အသက်89နှစ်အရွယ်အဖွာချရဲ့အဖြစ်အပျက်ဟာတကယ့်ကိုရေရတယ်လို့နဲ့အတူယူစရာကဘာကျော်ဖြစ်ရမှန်ပါအဖွားချဟာ2005ခုနှစ်ကစပြီးရေမောင်းလိုက်စင်ရေးဖြေစာမေးပွဲကိုတပတ်9ရက်မပြတ်မကွက်သွားဖြေခဲ့ပါတယ်။မအောင်လေးနောက်တရက်ထပ်ဖြေတာပါပဲ။စာတွေ့ရောလက်တွေ့ practical test ပါပေါင်းလိုက်တဲ့စုစုပေါင်း950နီးပါးစူးစမ်းခဲ့ရပါတယ်။ကြာရှုံးချင်းတီအောင်မြင်ချင်းမိခင်လို့ဆိုရရှိပြီးမြအဖွားချအတွက်ကတော့မိခင်တင်မကပဲဘိုးဘွားပြီးပင်အဆင့်အထိကြုံခဲ့ရပါတယ်။သူမဟာ9နှစ်တာအတွင်းရင်မောင်းတင်တန်းကြီးနဲ့စာမေးပွဲကြီးတက်တက်တင်အမေရိကန်ဒေါ်လာ1,400ကျော်မြန်မာငွေ300ကြီးအထိသုံးစွဲပစ်ခဲ့တာပါစာမေးပွဲဌာနကဝန်ထမ်းတွေတောင်အဖွားမျက်နှာမြင်နေမောင်နှမအရင်တွေလိုတန်ရောစင့်ချစ်လို့ဖြေတိုင်းဘေးကနေဝိုင်းစုတောင်းပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့2010ပြည့်နှစ်မေလအသက်89နှစ်အရွယ်မှာဖြေဆိုခဲ့950မြောက်စာမေးပွဲမှာတော့လိုင်စင်တီယိုဝင်အောင်မြင်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာတနိုင်ငံလုံးကရင်မောင်းတန်တန်းဆရာတွေနဲ့စာမေးပွဲဌာနတစ်ခုလုံးပွဲတော်ရည်ကြီးကြာရောက်သလိုအောင်ပွဲခံခဲ့ကြပါတယ်။အဖွားရဲ့ဇွဲလုံလာကိုကိုရီးယားအခြေစိုက်ကဘာကျော်ကားကုမ္ပဏီကြီးဖြစ်တဲ့ဟုန်တိုင်းကသဘောကျလွန်လို့အမေရိကန်ဒေါ်လာ16,800တန်ဖိုးရှိတဲ့ကားအသစ်ဆက်အစီးကိုအလကားလက်ဆောင်ပေးအပ်ပြီးခွင့်ပြုခဲ့ပါတယ်။စာမေးပွဲကြီးထက်ကားတန်ဖိုးကပိုများသွားလို့အဖွားအတွက်တော့အမျက်ထွက်သွားတယ်လို့ဆိုရမှာပါ။